ပေမဲ့တကယ်ပုံမြင်ထဲမှာတော့သူတို့က Snow White ကိုလိန်ကြုံတယောက်လိုသဘောထားပြီးပေါင်းသင်းဆက်ဆံကြတာဖြစ်ပါတယ်။ Snow White ခင်ဗျာလည်းဘယေမကြီးရဲ့ရှံကိုကြောက်လို့လူပုတွေရဲ့အိမ်မှာမဖြစ်မနေခိုးကပ်နေခဲ့ရပါတယ်။ပြောရရင်မူရင်းဇလန်ကအရန်ကိုဆက်နာထားတာပါ။ဒါပေမဲ့လည်းတနေ့မှတိုင်းပြည်တစ်ခုကမင်းသားလေးတစ်ပါးကခရီးထွက်ရင် Snow White နဲ့ဆုံခဲ့ပါတယ်။မင်းသားလေးက Snow White ကိုသူ့နဲ့တပါးတဲ့အပြီးခေါ်သွားပါတယ်။နောက်ထပ်ပယ်ထားတဲ့အချက်တွေလည်းရှိပါသေးတယ်။ Snow White ရဲ့မင်္ဂလာဆောင်ကို Evil Queen ကလက်ချောင်းကြည့်ပါတယ်။မင်းသားကတိသွားတဲ့အတွက်ဖမ်းပြီးတော့တန်ဖက်နှက်ကိုအပူပေးပြီးဝစ်ခိုင်းပါတယ်။ခုံဆွားဖြစ်နေတဲ့ဘရင်မကိုမင်္ဂလာပွဲအလယ်မှာမတိမချင်းကခိုင်းပြီးသူ့ရဲ့ကျင်ရတော့အတွက်လက်စားချေခဲ့ပါတယ်။တချို့လူတွေအတွက်အားရစရာကောင်းပေမဲ့ Disney အနေနဲ့ကတော့ဒီလိုဇာတ်လမ်းတွေကိုမဖြစ်မနေပြောင်းလဲပြဖို့လိုတာကြောင့်ကျွန်တော်တို့အားလုံးရှင်းနေတဲ့ Snow White ဇာတ်လမ်းဖြစ်လာပါတယ်။ The Little Mermaid ရဲ့မူရင်းဇာတ်လမ်းကလည်းတော်တော်ကြီးကိုဆက်နာပါတယ်။ Disney ရဲ့ story ထဲမှာ happy ending ဖြစ်သွားပေမဲ့လည်းမူရင်းပုံမြင်ထဲမှာတော့ Ariel အတွက်တော်တော်ရှင်နာစရာဖြစ်ခဲ့ပါတယ်။ Ariel ကမင်းသားလေးတစ်ပါးကိုကျင်ပြီလို့ရေသူမဘွားကနေလူသားကိုအဖြစ်ပြောင်းလဲ